Francisco Ghana Bacha Ferry Building Timosay သွားနေအောင် Timosay မှာမီးထွန်းတာရှိတယ် Let's glow as if you're part of the building. Okay, like that. Got it, yeah, baby. Come back a shower. Who young need out of Ferry Building, San Francisco, yeah. Nice, no? Nice and so that. What? Timosay, lazy. Timosay, lazy. Nice and shit. Beer or to a beer or to another channel, Pacific Modia. A giri in a Saha, able to Pacific Modia at Giri go on. Tinitia, two Jajaga, Tima music player, Tima sound system bar. Okay, over the chip. Never a bit like Chicha. Who now got the Piambulo table knows Salesforce Tower. I mean, it's only San Fran. San Fran is all that. San Fran, I mean, it's all that. Tower cool. City Hall နဲ့ဆိုင်တော့ဒီကောင်ကကာလာပိုလှတယ်။ဘာလို့သူကပိုနီးလို့တဲ့။သူ့ lighting ဥစားသူ့ LED อ่ะ There's a laser panel right there somewhere. Let's go take a look. There's a lady statue in there. I don't see the lady statues. Well, artist နာမည်လေးနဲ့ဆိုတာဘဒူရဲ့ creation လေးတွေဆိုတော့နာမည်ထိုးတော့ Glacier by Jeff Taubao. So this is gonna be the next one. Maybe kalan ko ba ta chi ya. Let's go.
Lantern and the Light by Fox and the Folk သူ့ရဲ့ panel audio lighting ပေးနေတာသူကဒီထဲကနေပေးနေတာ LED light box laser ပေါ့နော် I think it's a laser ones so အဲ့ကြောင့်နီးနီးလေးမို့တော့အယောင်ပိုထွက်တယ်City Hall နဲ့ရှင်တော့ဒီကောင်ပိုလှအောင်သူ effect တွေပါတယ်အကုန်လုံးပုံမြင်ရမြေခွေးကားမောင်းနေရကောင်လေ PS1 game ရ Buster ခေါ်လိုက်ည10နာရီကျရင်တော့ပြီးသွားအောင်အခုကနောက်ဆုံးပွဲကိုပြီးသွားပြီရှင်းတော့โอเคဒါအခုမှနည်းနည်းပြန်စီကားလာတဲ့ San Francisco ရဲ့ night life အယုတ်ကြီးလောက်ထားဒီနားမှာဒီ
ဒီကောင်နေမရှိတော့ဆိုရင်ခြားတိတ်လူငယ်တွေစကိတ်စီးတယ်စကိတ်ဘောတွေပါစီး ice skating လာလို့သူ tricks တွေလာလို့ဒီနေ့ညလည်းအေးတယ်အရင်အေးတယ်ဒီနေ့ညပူလောင်အေးတယ်ဟိုနေ့ညထက်40ကျော်ပဲရှိတယ်40လောက်ပဲရှိတယ်ဟိုဘက်ကနာဘက်ခဏချက်လိုက်ပြ Pacific သမုဒ္ဒရာစိတ်ကန်းလို့ရှိဒီဘက်တောင်သူတမန်တော့မရှိဘူးတော့နေစုရောနေကောင်းလားတင်မောအကြီးစားတွေပဲဟိုဘက်ဘက်ပြေးတယ်ကောင်းလေဒီဘောဒရာမှာတော့သူပိတ်ထားတော့ငားမြောက်လို့မရအောင်တခြားဘောဒရာအသေးလေးတွေရှိသူဖီးရနံပါတ်တွေအများကြီးရှိတော့ဒီတော့ကျွန်တော်ဆိုညဘက်တစ်ခါလေးကျန်ဒီကန်သားမှာနားလာမြရန်ကုန်ဘောဒရာအမရအောင်ဘောဒရာပေါ်နေငါမြဒီမော်ရီရတော့ schedule မရှိတော့ပိတ်လိုက်ဟိုဘက်နောက်မှာမြင်နေရအဲ့တရားနှစ်ထပ်သူပေးပြဆိုခေါ်ဒီ San Francisco ပဲ3စင်းနဲ့တစ်စင်းမြောက်တရားပေါ့ဒီစီရီယာလား Pacific တမိုးရီယာလားတာတော့ရန်တာချက်ကုန်နေလေးရှိတယ်အဲ့တရားနှစ်ထပ်အပေါ်ကမြို့ထဲပြန်လဲဥစားအောက်ဘက်ကတရားပစင်ကမြို့ထဲနေထွက်တလမ်းမောင်းနေလိန်ကတော့ဥစားလောက်ရှိတယ်လိန်5လိန်လောက်ရှိတယ်တရား4လိန်ထင်တာပဲဟိုအလဲကတော့သူက Man-made Island တော့မဟုတ်ပါဘူးသူအကြီးစားတော့သူကတရားကိုအလဲနဲ့ဆက်ထားတဲ့နေရာကို Treasure Island ကိုညာဘက်မှောင်တော့မြောင်း Treasure Island ဒီဘက်မြို့တွေကနေမြို့တွေဘက်ပြန်ကြည့်ရဆိုရင်ဒီ Downtown Skyline ကိုတွေ့ရတယ်Okayဝီလာ9ရုပ်ဒီဝင်တော့လာကားပေါ်ပြန်လာတယ်။အေးလာပြီ။လက်တွေကျင်လာပြီ။ဒီ Ferry Building မှာတော့သူက marketplace ဒီစားတော့ဆိုင်တော့အိမ်တို့ clothing တို့ restaurant ရှိတယ်။အမှန်အချိန်ရရင်နောက်တနေရာထပ်ခေါ်အားပြဖို့။ဒါပေမဲ့ဒီနေ့ညတော့အချိန်မရှိတော့နောက်နေ့ကျမှနောက်ထပ်တနေရာဒီ Let's Glow SF ရဲ့နောက်တနေရာအချိန်ရရင်ရိုက်ပြီးတင်ပေးမယ်2025 San Francisco December Happy holiday everybody
But what